ဘောလုံးပိသက်တွေရင်ခုန်စိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေကြတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့တဖြည်းဖြည်းနဲ့နီးကပ်လို့လာပါပြီ။အမေရိကန်၊ကနေဒါနဲ့မက္ကဆီကို၃နိုင်ငံပူးတွဲကျင်းပမဲ့ဒီပြိုင်ပွဲဟာသမိုင်းတစ်လျှောက်မှာအသင်းပေါင်း48သင်းထိတိုးမြင့်ရှင်ပြိုင်မဲ့ကမ္ဘာပထမဆုံးဖလားပြိုင်ပွဲကြီးဖြစ်လာပါတယ်။ပြိုင်ပွဲပမာဏပုံမကြီးမားလာတာနဲ့အမျှပွဲစဉ်ပေါင်း104ပွဲထိရှိလာမှာဖြစ်တယ်လို့အားကစားကွင်းပေါင်း16ကွင်းမှာခွဲဝေကျင်းပသွားမှာမလို့ပါဒီကနေ့ဗီဒီယိုမှာတော့ဒီအိမ်ရှင်ကွင်း16ကွင်းတွေကမှနီးပညာအလန်းဆုံးအမိုက်ဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအားကစားကွင်းကြီး9ကွင်းအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအားကစားမှန်မြောင်းကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ပထမဆုံးအားကစားကွင်းကတော့ဘောလုံးလောကရဲ့သမိုင်းဝင်ကနဝင်အားကစားကွင်းကြီးဖြစ်တဲ့မက္ကဆီကိုနိုင်ငံမှာရှိတဲ့ Estadio Azteca ကွင်းကြီးပဲဖြစ်ပါတယ်ဒီကွင်းကြီးကကမ္ဘာဖလားသမိုင်းမှာ3ချိန်မြောက်အိမ်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရတဲ့ပထမဆုံးကွင်းကြီးဖြစ်သမိုင်းဝင်မဲ့ကွင်းကြီးပါဘောလုံးလောကရဲ့ကနဝင်ကစားသမားကြီးတွေဖြစ်တဲ့ဘရာဇီးကနဝင်ကစားသမားကြီးပီလီရဲ့1980ခုနှစ်ဖိုင်နယ်ပွဲကိုဒီကွင်းကြီးမှာကစားပြီးကမ္ဘာဖလားချန်ပီယံဆုကိုရရှိခဲ့တယ်လို့မာရာဒိုနာရဲ့နာမည်ကျော်ဟန်နော့ဂေါ့လို့ခေါ်တဲ့လက်နဲ့သွင်းခဲ့တဲ့ဂိုးဟာလေဒီကွင်းကြီးထဲမှာပဲဖြစ်ပါတယ်ဆိုတော့2026ကမ္ဘာဖလားရဲ့အဖွင့်ပွဲစဉ်အပါအဝင်စုစုပေါင်းပွဲ9ပွဲကိုဒီကွင်းကြီးမှာလက်ခံကျင်းပသွားမှာဖြစ်တယ်လို့ပရိသတ်8,900ကျော်ထိဝင်ဆန့်လာမလို့ဒီပြိုင်ပွဲရဲ့အကြီးဆုံးအားကစားကွင်းကြီးတွေကတစ်ခုဖြစ်လာမှာပါနောက်ထပ်တစ်ခုကတော့ပရိသတ်တွေအဆောင်မျှော်ဆုံးပွဲစဉ်ဖြစ်တဲ့ဘိုလူပွဲကျင်းပမဲ့ MetLife Stadium အကြောင်းပါဟုတ်ပါတယ်ဒီကွင်းကတော့အမေရိကန်နိုင်ငံနယူးဂျာစီမြို့မှာရှိပြီးတော့နယူးယောက်မြို့ကြီးနဲ့လည်းနီးပါတယ်ပရိသတ်8,200ကျော်ဝင်ဆန့်တဲ့ဒီကွင်းကြီးဟာကမ္ဘာဖလားရဲ့အကျိတ်နယ်ဆုံးပွဲစဉ်10ပွဲကိုလက်ခံကျင်းပသွားမှာဖြစ်တယ်လို့အဲ့ဒီတွေကမှအဆုံးဖြတ်ပေးမဲ့ Final ဘိုလူပွဲကြီးကိုလည်းဒီကွင်းထဲမှာပဲလက်ခံကျင်းပသွားမှာပါထူးခြားတာကဒီကွင်းကြီးဟာပုံမှန်ချိန်မှာဆိုရင်အမေရိကန်ဖုတဘောပွဲတွေကိုပဲကစားရတဲ့အတွက်ကြောင့်ဘောလုံးကွင်းရဲ့မြက်ခင်းကိုမြက်ခင်းတူးတွေနဲ့ပဲခင်းထားတာပါဆိုတော့ FIFA ရဲ့စီးမြင်တွေရမှာဆိုရင်ကမ္ဘာဖလားပွဲတွေကိုတဘာဝမြက်ခင်းပြင်မှာပဲကစားရမှာဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင် FIFA နဲ့ဤပညာရှင်တွေပူးပေါင်းပြီးတော့ခင်မီစမ်းတဲ့တဘာဝမြက်ခင်းပြင်စစ်တွေကိုအစားထိုးလဲလှယ်ဖို့အကြီးကျယ်လှုံ့ဆော်နေကြပြီပဲဖြစ်ပါတယ်ကမ္ဘာဈေးကြီးဆုံးနဲ့ဤပညာအမြင့်ဆုံးကွင်းကိုပြမှာဆိုရင်တော့အမေရိကန်နိုင်ငံ Los Angeles မြို့မှာရှိတဲ့SoFi Stadium ကိုပဲပြရမှာပါတည်ဆောက်မှုစရိတ်တင်အမေရိကန်ဒေါ်လာ9ဘီလီယံကျော်ထိကုန်ကျခဲ့တာမလို့ကမ္ဘာကုန်ကျစရိတ်အများဆုံးအားကစားကွင်းဖြစ်သတ်မှတ်ထားကြပါတယ်ဒီကွင်းရဲ့ထူးခြားချက်ကတော့ကွင်းရဲ့အပေါ်ကနေပက်ပက်လေ360ဒီဂရီနှစ်ဖက်လုံးကနေကြီးလို့ရမယ် 4K Infinity Screen ကြီးပါဝင်နေတာပါပြီးတော့ပရိသတ်တွေကဘယ်နေရာကနေပဲကြည့်ပွဲချိန်တွေကိုအကြည်လင်ဆုံးမြင်တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်2026ကမ္ဘာဖလားပွဲစဉ်မှာအုပ်စုပွဲ5ပွဲအဆင့်လိုက်ပွဲ3ပွဲနဲ့အတူစုစုပေါင်း10ပွဲကိုလက်ခံကျင်းပသွားမှာဖြစ်ပြီးအမေရိကန်လက်ရွေးစင်အသင်းရဲ့အဖွင့်ပွဲစဉ်ကိုလည်းဒီကွင်းကြီးပါပဲကျင်းပသွားမှာပါစတုထမြောက်အားကစားကွင်းကတော့မက္ကဆီကိုနိုင်ငံမွန်တာရီမြို့မှာရှိတဲ့ Estadio BBVA အားကစားကွင်းကြီးပဲဖြစ်ပါတယ်ဒီကွင်းကိုတော့တမ်မဏိဘလူးကြီးလို့အမည်ပေးထားသလိုအာဂါသရင်မြန်ကြီးတစ်ခုလို့ခင်မီစမ်းတဲ့ဒီဇိုင်းတွေနဲ့တိဆောက်ထားပါတယ်ဒါပေမဲ့ဒီကွင်းရဲ့အလန်းဆုံးချက်ကတော့ဤပညာထက်တဘာဝအလားပါတွေနဲ့ဖွဲ့စည်းထားတာပါဟုတ်ပါတယ်ကမ္ဘာဖလားကွင်းတွေထဲမှာတဘာဝနောက်ခံရှူခင်းအလှဆုံးကွင်းဖြစ်လူတီများမဲ့ကွင်းကြီးတစ်ကွင်းပဲဖြစ်ပါတယ်ဒီကွင်းကြီးမှာတော့အုပ်စုပွဲစဉ်တွေအပါအဝင်စုစုပေါင်းပွဲစဉ်၄ပွဲကိုလက်ခံကျင်းပသွားဖို့ရှိနေပါတယ်နောက်ဆုံးအားကစားကွင်းတစ်ကွင်းကတော့ကနေဒါနိုင်ငံရဲ့ဂုံဆောင် BC Play အားကစားကွင်းကြီးပဲဖြစ်ပါတယ်ဗန်ကူးဗားမြို့မှာရှိတဲ့ဒီကွင်းကြီးဟာပရိသတ်9400ကျော်စန့်ပြီးတော့ကနေဒါရဲ့အဓိကပွဲစဉ်9ပွဲထိလက်ခံကျင်းပသွားမှာပါဒီကွင်းရဲ့ထူးခြားချက်ကတော့ရာသီဥတုခြေနေလိုက်အမိုးဖွင့်လို့ပိတ်လို့ရတဲ့ခင်မီအားကစားကွင်းကြီးပါကနေဒါရဲ့စောင်းရသည့်ရာသီဥတုအေးစိမ့်မှုတံကိုကစားသမားတွေနဲ့ပရိသတ်တွေခံနိုင်ရရှိအောင်ကွင်းတွင်းအပူချိန်ထိန်းကြီးစနစ်တွေနဲ့အဆင့်မြင့်နည်းပညာတွေကိုအားဖြည့်ထားတဲ့ကွင်းကြီးတစ်ကွင်းလည်းဖြစ်ပါတယ်ကဲ2026ကမ္ဘာဖလားကွင်းကြီးတွေကတော့တ
ကွင်းချင်းစီအလိုက်တမိုင်းကြောင်းတွေဤပညာတွေနဲ့တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေတာတွေ့ရမှာပါမိတ်ဆွေတို့ရောဒီနေ့ပြောပြသွားတဲ့အားကစားကွင်း၅ကွင်းတွေကဘယ်အားကစားကွင်းရဲ့ဒီဇိုင်းကိုအကြိုက်ဆုံးလဲပြီးတော့ကြီးရဲ့ခန်းနာမဲ့ဘူလူပွဲပြိုင်ပွဲကြီးမှာကောဘယ်သင်းတွေကတက်ရောက်လာမယ်လို့ခံမှန်းမိလဲကောမန့်မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာမိတ်ဆွေနဲ့အတူပြန်ဆုံကြပါသေးတယ်